မြန်မာကားနဲ့အလံဝဲလူကစူပါစားခဲ့တယ်လို့ဘာလို့ပြန်ရလဲတင်းပေါ်ရဲ့မကျင်းတဲ့ချက်တွေကတော့အကုန်လုံးကကျွန်တော်အစားတွေကမကြည့်ကြဘူးရှိုးထဲမှာဆိုရင်ရှိုးထဲမှာဆိုငပွားကြီးဒီကောင်ငပိုးကြီးအဲ့လိုပုံစံနဲ့ကျွန်တော်ထင်မြင်ယူဆနေကြပါတယ်ပင်ကွင်းလေးတွေတစ်ကလအုပ်လေးတွေပြီးရင်ဟိုဘယ်လိုပြောရမလဲဆိုတော့မြောက်သေးတွေထထားတယ်ပေါ့ဗျာအဲ့ဒါကိုချင်းလေးကောင်ထည့်လိုက်တော့ချင်းလေးကိုအကုန်လုံးဝိုင်းကြောက်နေကြသလိုပဲဗျာအဲ့လိုမျိုးပဲကျွန်တော်မြင်ပါတယ်ဗျာကျွန်တော်ကမနိုင်ပြောရမယ်ဆိုရင်အဲတော့ကနေကာမျိုးမှန်တက်လာတော့တိတ်ပြီးတော့ကျွန်တော်ကိုကြိုဆိုတဲ့သူကမကြိုဆိုတဲ့သူတော့တိတ်မတွေ့လိုက်ရဘူးပေါ့ဒါပေမဲ့ကျွန်တော်ဗျာအမှန်တိုင်းပြောရင် revival challenge မှာခက်ခက်နဲ့ပြိုင်ခဲ့ရတာတော့ကျွန်တော်နဲ့ပြိုင်ခဲ့တဲ့17ယောက်လုံးသိပါတယ်ဘဝတွေဘယ်လိုပြောပြမလဲဘဝတွေခက်ခဲခဲ့တဲ့အကြောင်းတွေနဲ့ပရိသတ်တွေကိုကျွန်တော်ကငိုပြအောင်မလုပ်ချင်ဘူးဗျာအဲ့တော့ကြောင့်ဒိုင်းတွေကိုရှင်နဲ့ထိမဲ့စကလုံးတွေနဲ့ပဲကျွန်တော်ပြောပြီးတော့ပဲဒီနောက်တစ်ဆင့်ကိုတက်လန်းခဲ့တာပါဗျဟုတ်မြန်မာကားနဲ့အလံဝဲလူကစူပါစားခဲ့တယ်လို့ဘာလို့ပြန်ရလဲအတင်းပေါ်ရဲ့မကျင်းတဲ့ချက်တွေကတော့အကုန်လုံးကကျွန်တော်အစားတွေကမကြည့်ကြဘူးလားကြည့်ကြလာတော့ကျွန်တော်လည်းသတိတော့မထားမိပါဘူးဒါပေမဲ့ဆက်လာပြီးတော့ကျွန်တော်တို့တကယ်ချင်းတွေနဲ့စုံစုံလေးတွေ့တဲ့အချိန်မှာဖြွန့်ကျော်ဆိုရင်ရည်ကျင်တာပေါ့ဆိုတဲ့ဟာလေးတော့ကျွန်တော်ကြားလိုက်တယ်ပေါ့လက်တကန်းသားမှာဒါပေမဲ့လည်းကျွန်တော်ကတော့ဘယ်လိုပြောပြမလဲဆိုတော့သူတို့ကိုကျွန်တော်စိတ်ထဲကရင်းနေတကယ်ချင်းလို့ပဲမြင်ပါတယ်တိုင်ပွဲတစ်ခုအတွက်နဲ့ရှင်ပြိုင်ကြတဲ့စိတ်ကြောင့်တယောက်နဲ့တယောက်တိုက်ခိုက်နေကြတယ်လို့ပဲကျွန်တော်ထင်ပါတယ်ဗျအပြင်လောကမှာဘာအញ្ញံမျိုးမှမရှိကြဘူးကျွန်တော်ဆရာတပည့်ပါတပည့်ချင်းခေါက်မင်းဘာလို့အခုချိန်ကြီးဆက်ကြိုးစားနေသေးတာလဲမင်းဖြစ်မြောက်မှာမဟုတ်ကျွန်တော်ဒီမှာဖြစ်မြောက်ပြီrevival challenge မှာကျွန်တော်ပြန်ပါဝင်နိုင်တာကတော့ကျွန်တော်အစတွေကလည်းကိုညိုပြောခဲ့သလိုပဲကျွန်တော် second chance ဆိုရင်ကျွန်တော်မလုပ်ချင်ခဲ့တာများပါတယ်ဒါပေမဲ့ကျွန်တော်အလုပ်တစ်ခုလုပ်မယ်ဆိုရင်data design မဲ့ပဲကျွန်တော်လုပ်ချင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အကောင်းဆုံးစူးစမ်းခဲ့တယ်ကျွန်တော်တက်ဘဝနာခဲ့တဲ့သူတွေကျွန်တော်တက်အတွေ့အကြုံမှာခက်ခဲခဲ့တဲ့သူတွေအများကြီးပဲဗျာအဲ့ revival challenge မှာကြားခဲ့ရတာတွေကအခုအောင်ဖြိုးဟင်းတို့ဘာလို့ဆိုလဲအရန်ခက်ခဲခဲ့တယ်လေကျွန်တော်ထင်တာတော့ကျွန်တော်မရွေးသွားပဲနဲ့သူတို့ကိုရွေးချယ်မယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့ကျွန်တော်ရွေးချယ်ခံရတဲ့အပေါ်မှာတော့ကျွန်တော်ဘက်ကအတိုင်းမသိတော့ဝမ်းသာမိပါတယ်ဒါပေမဲ့သူတို့ဆုံးရှုံးသွားတဲ့အရာအတွက်လည်းကျွန်တော်ဘက်ကဒီအထက်ကသူတွေကိုကျွန်တော်ဘက်ကသူတို့အစာပြန်ပြီးတော့ရှင်ပြိုင်ပေးပါမယ်ဗျဟုတ် second chance ပြန်လာတာဟုတ်အထူးဆိုတဲ့ထောင်မှာပါတယ်ပေါ့ကိုညုံမင်းနဲ့ကျွန်တော်လည်းအမှန်တိုင်းပြောရင်ပွဲစဉ်တစ်ချောင်းလုံးမှာတိတ်လည်းမရင်းနေဘူးလေမရင်းနေဘူးသူကလည်းကျွန်တော်ကိုအမှန်တိုင်းပြောရမယ်ဆိုကျွန်တော်အရှိမလည်းနဲ့တောင်းမချိုးဘူးဗျာတောင်းမချိုးလူရလည်းကျွန်တော်ကိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တိတ်ပြီးတော့ဗျာမကြိုက်ကြဘူးပေါ့ဗျာကျွန်တော်ရဲ့ characteristic ကလည်းနည်းနည်းလေးစိုးရဘက်ကိုသွားတော့အဲ့ဒါကြောင့်ကိုညုံကလည်းကျွန်တော်ကိုအဲ့တော့အမြင်မကြည့်ခဲ့တာနေပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဘက်ကစူးစမ်းရဲဆိုတဲ့စကလုံးဆိုတာထက်ကျွန်တော်ကလုံးရနေပဲသက်သေပြခဲ့တာဆိုတော့ကိုညုံကျွန်တော်ကိုဒီ revival challenge ပြီးတော့နောက် challenge တစ်ခုလုပ်ခိုင်းတယ်ပေါ့အဲ့ဒါ villain challenge ပေါ့ villain challenge မှာကျွန်တော်လုံးပြနိုင်တဲ့အတိုင်းအတာလေးအတွင်းမှာကျွန်တော်အကောင်းဆုံးလုပ်ပြခဲ့ပါတယ်ဗျဟုတ်သူအဲ့ဒီပုံစံမျိုးအဲ့ဒီမျိုးပြန်ပြီးတော့ချိုးရဲဆိုရင်ဒီ feeling မှာကသူနဲ့ကြားခဲ့တဲ့သူတွေအတွက်ကအဆင်ပြေနိုင်ပေါ့နော်အဲ့အချိန်တုန်းကပေါ့နော်ကျွန်တော်လည်းခက်ခဲတာပေါ့ဒါပေမဲ့ဘယ်လိုပြောပြမလဲဆိုတော့တချို့ຢာတွေကရင်ထဲမှာထားလိုက်တာပဲကောင်းတယ်ဗျာထုတ်ဖို့ပြောပြလိုက်တယ်ကျွန်တော်ဗျာသူနဲ့ဆဲလို့ကျွန်တော်ကနဲ့ပြန်ဆဲလိုက်မယ်ဆိုရင်ကျွန်တော်ဟိုပဲလူတွေကကျွန်တော်ဗျာအရှိမလေးဗျာဒီပွဲတွေဖြစ်ခဲ့ဗျာဒီညီမလေးနဲ့ပွဲဖြစ်ခဲ့အဲ့ပွဲကြောင့်ကျွန်တော်လူတွေကကျွန်တော်ကိုရှိုးထဲမှာဆိုရင်ရှိုးထဲမှာဆိုငပွားကြီးဒီကောင်ငပိုးကြီးအဲ့လိုပုံစံနဲ့ကျွန်တော်ကိုထင်မြင်ယူဆနေကြပါတယ်ကျွန်တော်ကအမှန်တမ်းပြောရမယ်ဆိုရင်ဒီအနုပညာလောကမှာသူတို့ပြောသလိုလူလည်းမဟုတ်ပါဘူးကျွန်တော်ကကိုယ့်အနေနဲ့ကိုအေးစစ်စစ်သွားကျင်တဲ့သူပါအဲ့အတွက်ကြောင့်ကျွန်တော်ဒီကိစ္စကိုတော့ကျွန်တော်မဖြေရှင်းတော့ပါဘူးဒါပေမဲ့အနုပညာလောကမှာဒီလိုတိုက်ခိုက်ခံရတာကတော့ကောင်းပါလေခင်ဗျဟုတ်ဒီဘောနော်ကျွန်တော်တိရစ္ဆာန်လည်းပဲနိုင်တယ်ပါတိရစ္ဆာန်ယုံတယုံရှိရဗျာတိရစ္ဆာန်ယုံထဲမှာစစချင်းမှာပင်ကွင်းလေးတွေတစ်ကလအုပ်လေးတွေပြီးရင်ဘယ်လိုပြောရမလဲဆိုတော့မြောက်လေးတွေထထားတယ်ပေါ့ဗျာအဲ့ဒါကိုချင်းလေးကောင်ထည့်လိုက်တော့ချင်းလေးကိုအကုန်လုံးဝိုင်းကြောက်နေကြသလိုပဲဗျာအဲ့လိုမျိုးပဲကျွန်တော်မြင်ပါတယ်ခင်ဗျဒါကျွန်တော်ရဲ့ခံယူချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်ချင်းလေးဖြစ်နေလို့ပြောတာမဟုတ်ပါဘူးကျွန်တော်လည်းအများကြီးစူးစမ်းဖို့လိုပါသေးတယ်ဒါပေမဲ့ကိုအဲ့လိုမျိုးမန်တင်းထားမှတချို့ဒီမန်ဆွဲတွေကိုကျွန်တော်ကချစ်ဖြတ်နိုင်မှာပါခင်ဗျကျွန်တော်ဒီအနုပညာစမလုပ်ခင်တုန်းကကျွန်တော်ကပေါင်ချိန်230အထိကျွန်တော်ဝါပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ပေါင်ချိန်230ဝါတဲ့အချိန်မှာကျွန်တော်တင်တန်းတစ်ခုကျွန်တော်တွားတက်တယ်တွားတက်ပြီးတော့ကျွန်တော်တို့ရှိုးလျှောက်တယ်ပေါ့နော်ရှိုးလျှောက်တဲ့အချိန်မှာဆရာပေါ့နော်ဆရာကိုလည်းကျွန်တော်ဘိုင်နေနေထမတက်တော့ပါဘူးဆရာကိုလည်းကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုဆရာပြောလိုက်တယ်အကုန်လုံးရှိုးတွေလျှောက်ရတယ်ပေါ့နော်တယောက်ပြီးတယောက်ထွက်ရတယ်အဲ့အချိန်မှာဆရာကျွန်တော်ကိုပြောလိုက်တဲ့စကားကကျွန်တော်ဘဝတစ်စစ်ချိုပြောင်းလဲခဲ့ပါတယ်မင်းကိုတဲ့ငါရွေးပြီးတော့ဝက်ပြပွဲပြစားရမှာလားတဲ့အဲ့အတွက်ကြောင့်ကျွန်တော်fasting တွေလုပ်တယ်ကျွန်တော်ဂျင်းလဲဆော်တယ်ပြီးတော့ကျွန်တော် diet plan တွေလည်းကျွန်တော်ဆွဲတယ်ဒါပေမဲ့ကျွန်တော်ဂျင်းဆော်ရမှာအရန်ပြည့်နေကောင်ဗျာကျွန်တော်ဘာလို့လုပ်လဲဆိုအစားတောက်တွေရှောင်ရတယ်အဲ့အတွက်ကြောင့်ဆရာကျေးဇူးတွေကကျွန်တော်အများကြီးရှိခဲ့တယ်ဗျာအဲ့အရာတခုဆရာကိုကျွန်တော်
ဘယ်လိုပြောမလဲကျွန်တော်လူငယ်စိတ်နဲ့တုံးတာဆရာကိုကျွန်တော်တော်တော်မုန်းခဲ့ပါတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်တော့ငါဘဝကိုတစ်စစ်ထိုးပြောင်းလဲပြီးခဲ့တာဆရာပါလားဆိုတဲ့အတွေးတစ်ခုတော့ကျွန်တော်ပြန်ရခဲ့ပါတယ်ခင်ဗျဟုတ်ပရိသတ်အမြင်တွေကိုကျွန်တော်ပြောင်းလဲဖို့အတွက်တော့အများကြီးစူးစမ်းရပါအောင်မယ်ကျွန်တော်ရဲ့ဒီပေါ့နော်စကားပြောဟန်ဆိုဟန်နေကျွန်တော်ရဲ့ဘယ်လိုပြောမလဲအတွေ့အကြုံတွေကလောကမှာအများကြီးစကားပြောတယ်ဗျာကျွန်တော်ဆိုရင်အရှိမဒီအမှုပညာသမားတွေဘယ်လိုနေထိုင်ပြုမှုကြည့်ကြံလဲဆိုတာလေကျွန်တော်မသိတော့ကျွန်တော်တာမန်လူတယောက်လိုကျွန်တော်စကားကိုကျွန်တော်ရင်ထဲရှိတဲ့အတိုင်းပဲကျွန်တော်ပြောလိုက်တယ်တချို့ကိစ္စတွေကကျွန်တော်ပြောရင်ပြောတဲ့အတိုင်းမဖြစ်လာတဲ့အရာတွေကြတော့ပရိသတ်တွေကကျွန်တော်ကိုမုန်းရတယ်ဗျာပြီးတော့ကျွန်တော်အထင်မြင်လွဲမှားမှုတွေရှိတယ်လူတိုင်းပြောတယ်ငပွားကြီးတို့ဘာလို့အဲ့လိုမျိုးစကားတွေကိုကျွန်တော်ထပ်ပြီးတော့လေမရင်ဆိုင်ကျင်တော့ပါဘူးအဲ့အစားကြောင့်ကျွန်တော်အကောင်းဆုံးကျွန်တော်ဘက်ကစူးစမ်းပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ဗျဟုတ်